အားလုံးပဲမင်္ဂလာပါခင်ဗျာရေလင်းအောင်ဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ ChatGPT AI ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ပုံတွေဆွဲခိုင်းပြီးအဲ့ပုံဗီဒီယိုအဖြစ်ပြန်ပြီးတော့ဖန်တီးလို့ရမယ်နီလန်းလေးပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ ChatGPT AI ကိုသုံးပြီးတော့ကျွန်တော်ပုံတွေဆွဲခိုင်းဗီဒီယိုတွေဖန်တီးလို့ရမယ်နီလန်းလေးကိုအစားဆုံးရှင်းပြပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာဒီ ChatGPT ဆိုတဲ့ software လေးရှိဖို့လိုအပ်ပါတယ်အကယ်၍မိတ်ဆွေမှာရှိပြီးသားဆိုရင်တော့တွားပြီး download ဆွဲစရာမလိုပေမဲ့အကယ်၍မိတ်ဆွေမှာ ChatGPT software လေးမရှိသေးဘူးဆိုရင်တော့ Play Store ထဲဝင်လိုက်ပါဝင်ပြီးဆိုရင်ရှားဖောက်မှာ ChatGPT လို့ရေးရှာပြီးတော့ဒီ software လေးကို install နှိပ်ပြီးလွယ်တကူတွားပြီး download ဆွဲနိုင်ပါတယ်ခင်ဗျာ ChatGPT software လေး ChatGPT software လေးကို download ဆွဲလို့ပြီးဆိုရင်တော့ဒီ ChatGPT software လေးတွေကိုတစ်ချက်ဝင်လိုက်ပါခင်ဗျာသူကစပြီးဝင်ချင်းမှာဒီ welcome screen လေးပေါ်လာလိမ့်မယ်ပေါ့နော်ဒီအောက်မှာရှိတဲ့ဒီ continue ဆိုတဲ့ဒီ clock လေးကိုနှိပ်ပြီးရှေ့ကိုဆက်သွားမှာဖြစ်ပါတယ်ဗျာ continue လေးကိုတစ်ချက်နှိပ်လိုက်ပါဒါစဝင်ချင်း continue ကိုနှိပ်လိုက်ပေါ်မဲ့အနေထားပေါ့နော်ကျွန်တော်တို့ဒီနေရာမှာအကောင့်အရင်ဆုံးဝင်ပေးဖို့လိုအပ်ပါတယ်ဒါကြောင့်မို့ဒီတောက်မှာရှိတဲ့ဒီ sign up ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါအကောင့်ဝင်ရလဲရမ်းလွယ်တယ်ပေါ့နော်ဒီနေရာမှာကိုကရှိပြီးသားအကောင့်ဒီပိုင်းဝင်ချင်းနေဆိုရင်ဒီ login နဲ့ဝင်လို့ရတယ်ဒါမှမဟုတ် email သုံးပြီးတော့ကျွန်တော်အကောင့်ဖွင့်ခြင်းနဲ့ sign up နဲ့ဖွင့်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကဒါတွေကိုမလုပ်တော့ဘူးအရန်အလွယ်ကူဆုံးဖြစ်တဲ့ဒီ sign Google method ပေါ့နော် continue with Google ဆိုတာလေးနဲ့ဝင်လိုက်မယ်တစ်ချက်နှိပ်လိုက်အောင်ပဲပေါ့နော်အရန်လွယ်တဲ့ဟာလေးပေါ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီအပေါ်ဆုံးက continue with Google ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာတစ်ချက်နှိပ်လိုက်ပြီဆိုတာနဲ့မိတ်ဆွေရဲ့ဖုန်းထဲမှာရှိရဲဒီ login ဝင်ထားတဲ့ Gmail တွေအကုန်တန်းစီပြီးတော့ပေါ်လာမှာဖြစ်ပါတယ်ဗျဒီလိုမျိုးလေးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့အဲ့ကိုအဆင်ပြေမဲ့ Gmail ပေါ့နော်ဘယ် Gmail ဖြစ်ဖြစ်ရတယ်ကိုအဆင်ပြေတဲ့ Gmail တစ်ခုကိုအလွယ်ကူဆုံးနှိပ်ပေးလိုက်ပါခင်ဗျာနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်ဒီနေရာမှာ continue ဆိုတာလေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျနှိပ်ပေးလိုက်ပြီဆိုရင်ဒီနေရာမှာ ChatGPT သုံးဖို့အတွက်သူက name လာပြီးတော့တောင်းလိမ့်မယ်ပေါ့နော်ကိုအဆင်ပြေရဲ့ name ထည့်ပေးလိုက်ကျွန်တော်ကရဲလင်းအောင်လို့ပဲထည့်ပေးလိုက်မယ်ပေါ့နော်ပြီးပြီဆိုရင်ဒီအောက်မှာမွေးနေ့ထည့်ပေးရတယ်ပေါ့နော်ကိုအဆင်ပြေတဲ့မွေးနေ့ကိုထည့်ပေးလိုက်ပါပြီးပြီဆိုရင် continue ကိုနှိပ်ပြီးလိုက်ပေါ့နော် continue နှိပ်ပြီးလိုက်ပြီဆိုတာနဲ့ရပါပြီဒါဆိုရင်ကျွန်တော်ဒီ ChatGPT အကောက်ဖွင့်တာအောင်မြင်စွာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်အရန်လွယ်တယ်ပေါ့နော်ပြီးပြီဆိုတာနဲ့သူကဒီလိုမျိုး hand screen လေးတစ်ခုပေါ်လာလိမ့်မယ်ဒီအောက်မှာရှိတဲ့ဒီ not now ဆိုတဲ့စာလေးကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ဗျဒါလေးပြီးရင်တော့ပြီးပြီပေါ့နော်ဒါဆိုရင်ကျွန်တော် ChatGPT software ကိုစပြီးတော့အသုံးပြုလို့ရပြီပဲဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့ကျွန်တော်ဗီဒီယိုအစမှာပြောခဲ့သလိုပဲကျွန်တော်ဒီ AI ChatGPT AI ကိုသုံးပြီးတော့ကျွန်တော်ပုံရင်ဆွဲခိုင်းမယ်အဲ့ဒီပုံနဲ့တပုံစံနဲ့တူတဲ့ဗီဒီယိုကိုကျွန်တော်ဖန်တီးမှာပေါ့နော်ဒါကြောင့်မို့ဒီ F anything ဆိုတဲ့ဒီစာရေးလို့ရတဲ့နေရာလေးကိုတစ်ချက်ထောက်လိုက်ပေါ့နော်ဒီနေရာလေးတစ်ချက်နှိပ်လိုက်ပြီဆိုရင်ဒီနေရာမှာမြန်မာလိုပဲရေးအင်္ဂလိပ်လိုပဲရေးကြိုက်သူရေးလို့ရတယ်မိတ်ဆွေတို့လောက်ခိုင်းခြင်းတဲ့ဗီဒီယိုလောက်ခိုင်းခြင်းတဲ့ပုံရေးလို့ရတယ်ပေါ့နော်ကျွန်တော် sample အနေနဲ့ပြပေးမယ်ကျွန်တော်ကတော့စိတ်ထဲပေါ်ရေးလိုက်မယ်ဗျာဒီလိုမျိုးပေါ့နော်ကိုလှုပ်ချင်တဲ့ပုံလှုပ်ချင်တဲ့စာကိုစိတ်တန်းကြရေးလို့ရတယ်ဒါပေမဲ့ဟိုပြည့်ပြည့်စုံစုံရေးရင်ပိုကောင်းတယ်ပေါ့နော်ဒီနေရာမှာကျွန်တော် sample အနေနဲ့ပြလိုက်တာမြန်မာနိုင်ငံအနော်ရထားမင်းမြင်းစည်းနေတဲ့ပုံကိုမြင်းစည်းနေတဲ့ပုံဆွဲပေးပါလို့ရေးလိုက်တာဒီနေရာမှာဒီလိုမျိုးအနော်ရထားမင်းဆိုတာကိုမထည့်ဘဲနဲ့မြန်မာနိုင်ငံဟိုဘရင်တစ်ပါးမြင်းစည်းနေတဲ့ပုံဆွဲပေးပါလို့ရေးလိုက်ရင်သူကဘရင်နာမည်တန်းစီပြီးကြလာလိမ့်မယ်ဘယ်ဘရင်ပုံမြင့်ဆွဲကျင်တာလဲပေါ့နော်ဒီလိုမျိုးထက်ပြီးစဉ်စဉ်မေးတတ်တယ်ဒါကြောင့်မလို့ကျွန်တော်ပြည့်ပြည့်စုံစုံနဲ့ကိုလိုချင်တဲ့ပုံကိုအနည်းဆက်ဆုံးဖြစ်အောင်ရေးပေးပါပြီးပြီဆိုတာနဲ့ဒီဘေးမှာရှိတဲ့ဒီမြားအမဲလေးပေါ့နော်ဒီ sharp icon လေးပေါ့အဲ့ဒါလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးရင်ခဏစောင့်ပေးလိုက်ပေါ့နော်ဒီမှာပေါ့နော်ဒီမှာပေါ့နော်မမိတ်ဆွေမြင်တဲ့အတိုင်းပဲကျွန်တော်ရေးရစာဒါသိပ်ပြီးမပြည့်စုံတဲ့အတွက်ကြောင့်မလို့ပေါ့နော်သူကဒီအနော်ရထားမင်းမြင်းစည်းနေတဲ့ပုံသူတို့ဆွဲပေးနိုင်တယ်ဒါပေမဲ့ပြည့်ပြည့်စုံစုံဖြစ်ဖို့အတွက်ပေါ့နော်မင်းရဲ့အဝတ်စားရုပ်ရှင်ပုံစံလားတမိုင်းကြကြလားဒီလိုမျိုးအကုန်နေလိုက်မေးနေရပေါ့နော်ဒါကြောင့်မို့ကျွန်တော်ပြန်ပြီးတော့ပြည့်ပြည့်စုံစုံရေးလိုက်မယ်မြန်မာနိုင်ငံအနော်ရထားမင်းကြီးကျွန်တော်တို့မှာသူမေးရဲ့အချက်ကလေးတွေကိုအတက်နိုင်ဆုံးပြည့်စုံစုံထည့်လိုက်မှာပေါ့နော်သမိုင်းကြကြဝစ်စားပြီးတော့ဒီမျိုးထပ်ပြီးတော့ရေးကြည့်လိုက်မယ်ပေါ့နော်
ဒါဆိုရင်တော့သူကမှာ getting started ဆိုပြီးတော့သူကဒီမှာပုံဒီမှာဒီ processing image ဆိုပြီးတော့ပေါ့နော်ဒီလိုမျိုးလုပ်နေလိမ့်မယ်ဒါလေးကတော့ကျွန်တော်တို့ internet line ပေါ်မူတည်ပြီးတော့ကျွန်တော်တို့က free version သုံးတာဖြစ်တဲ့အတွက်စက္ကန့်30ကနေ10မိနစ်ဝန်းကျင်လောက်ထိကြာတတ်တယ်သူကပုံလေးဆွဲပေးနေလိမ့်မယ်ပေါ့နော်ကျွန်တော်ခဏဆောင်ပေးရတယ်10မိနစ်ဝန်းကျင်လောက်ဆောင်ပြီးသွားပြီဆိုရင်တော့မိတ်ဆွေတို့မြင်တဲ့အတိုင်းပဲ ChatGPT ကနေကျွန်တော်တို့ရေးထားတဲ့စာအတိုင်းမှာပုံလေးဆွဲပြပေးလိမ့်မယ်ပေါ့နော်အဲ့ပုံလေးကိုတစ်ချက်နှိပ်လိုက်ပါကျွန်တော်တို့တစ်ချက်နှိပ်ပြီးပုံစိတ်မယ်ပေါ့နော်အရင်ဆုံးတစ်ချက်နှိပ်လိုက်ပြီးဆိုရင်ဒီအောက်မှာရှိတဲ့ဒီ save ဆိုတဲ့ clock ကလေးပေါ့နော်အဲ့ button လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဗျဆေးလိုက်ပြီဆိုရင်တော့ဒီပုံလေးကိုကျွန်တော်ရပါပြီဆက်ပြီးတော့ကျွန်တော်ဒီပုံကိုကျွန်တော်ဗီဒီယိုအဖြစ်ပေါ့နော်လှုပ်ရှားအသက်ဝင်သွားအောင်လို့ဆက်ပြီးဖန်တီးမယ်ဖန်တီးဖို့အတွက်ကျွန်တော်တို့ရှိမှာဒီ high loose လို့ခေါ်မလားပေါ့နော်အဲ့ AI software လေးလိုအပ်တယ်ဒီ software လေးပေါ့နော်ဒီ software လေးမရှိဘူးဆိုရင်ကျွန်တော် Play Store ကနေသွားပြီး download ဆွဲလို့ရပါတယ် Play Store ထဲဝင်လိုက်ပါဝင်ပြီးဆိုရင်ဒီ search box မှာကျွန်တော်အခုရေးရှာတယ်လို့မျိုး HAILUO ဆိုပြီးတော့ဒီ AI ဆိုတဲ့ software လေးကိုဒီနာမည်လေးကိုရေးရှာပြီးတော့ download ဆွဲလိုက်ပါခင်ဗျာဒေါင်းလို့ဆွဲလို့ပြီးသွားပြီဆိုရင်တော့ပထမဆုံးအနေနဲ့ကျွန်တော်အလွယ်ကူဆုံးပဲကျွန်တော်ဒီ software လေးတွေကိုတစ်ချက်ဝင်လိုက်ပါဒီ software လေးတွေကိုတစ်ချက်ဝင်လိုက်ပြီဆိုရင်ကျွန်တော်ဒီလိုမျိုးပေါ်လာပြီဆိုရင်ဒီဒေါင်းမှာရှိတဲ့ဒီအမှားချက်ကလေးကိုနှိပ်ပြီးတော့ကျွန်တော်ပိတ်လိုက်လို့ရပြီပေါ့နော်ဒီအမှားချက်ကလေးကိုတစ်ချက်နှိပ်ပြီးပိတ်လိုက်ပါခင်ဗျပိတ်ပြီးဆိုရင်ဒီ software လေးမှာကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီအကောင့် login ဝင်ပေးရရပေါ့နော်ဒီ software လေးကိုသုံးမယ်ဆိုရင်အကောင့် login ဝင်ပေးရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီတောင်းမှရှိရဲ့ဒီ login ဆိုတာလေးကိုတစ်ချက်နှိပ်ပေးရမယ်ပေါ့နော်ဒီတောင်းမှရှိရဲ့ဒီအပေါ်တောင်လေးမှရှိရပေါ့နော် login ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျ login လေးကိုတစ်ချက်နှိပ်လိုက်ရင်ကျွန်တော်အလွယ်တကူပဲ Gmail နဲ့ login ဝင်လို့ရတဲ့အတွက်ကြောင့်ဒီ continue with Google ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျဒီ continue with Google ဆိုတာလေးကိုဒီအကောင့်ဝင်တဲ့အဆင့်တွေကနောက်ထပ်ဗီဒီယိုတွေပုံတွေဖန်တီးရခါရကြမလို့တော့ဘူးပေါ့နော်ဒါကျွန်တော်တို့ကပထမဦးဆုံးစပြီးတော့ဖန်တီးတဲ့အချိန်မလို့ဒါတွေကလိုတာပဲဖြစ်ပါတယ်ဗျဒီ continue with Google ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါခင်ဗျနှိပ်ပြီးရင်ကျွန်တော်ခဏလေးစောင့်ပေးလိုက်ပေါ့နော်ပြီးပြီဆိုတာနဲ့မိတ်ဆွေဖုန်းထဲမှာဝင်ထားတဲ့ Gmail တန်းစီပေါ်လာလိမ့်မယ်ကိုကြိုက်တဲ့ Gmail အဆင်ပြေတဲ့ Gmail ကိုသာနှိပ်လိုက်ပါဘယ် Gmail ဖြစ်ဖြစ်ကျွန်တော်တို့ရတယ်ပေါ့နော်ကြိုက်တဲ့အဆင်ပြေတဲ့ Gmail တခုကိုအလွယ်တကူနှိပ်ပေးလိုက်ပါဗျနှိပ်ပြီးရင်ခဏစောင့်ပေးလိုက်ပေါ့နော်သူက loading ဆိုပြီးဝိုင်းလေးလည်နေလိမ့်မယ်လည်ပြီးသွားရင်ဒါကျွန်တော်ပြီးသွားပြီပေါ့နော်ဒါဆိုရင်တော့ဒီ software လေးကိုအကောင့် login ဝင်တာပြီးသွားပြီအကောင့်ဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီနေရာမှာသူ့ရဲ့ဒီ coin လို့ပြောမလားပေါ့နော်ဒီဗီဒီယိုတွေဖန်တီးတဲ့ဒီ AI software ရဲ့သူကဒီဗီဒီယို coin ကျွန်တော် game တွေထဲမှာပါတဲ့ coin ပုံစံမျိုးပဲပေါ့နော်သူ့ရဲ့ coin မျိုးသားတစ်ခုအဲ့ကောင်က900 free ရတယ်ကျွန်တော်အဲ့900နဲ့ပုံတွေဗီဒီယိုတွေအများကြီးဖန်တီးလို့ရသေးရပေါ့နော်ဒါဆိုရင်ဒီ software လေးကိုအကောင့် login ဝင်လို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဆက်ပြီးတော့မလုပ်ပေးရမလဲဆိုရင်ဒီ software မှာကျွန်တော်တို့ဒီ AI ဗီဒီယိုတွေဖန်တီးဖို့အတွက်ဒီprocess လေးတခုလိုအပ်တယ်ပေါ့နော်အဲ့စာလေးကိုကျွန်တော် ChatGPT တဲကိုပြန်ဝင်ပြီးတော့ ChatGPT မှာကျွန်တော်တို့သွားပြီးတော့ရေးခိုင်းမယ်ပေါ့နော်ဒီ ChatGPT ရဲ့ F anything ဆိုတဲ့ကိုရေးချင်တာရေးတောင်းချင်တာရေးမေးလို့ရတဲ့နေရာလေးကိုတစ်ချက်ဝင်လိုက်ပါဝင်ပြီးပြီဆိုရင်ကျွန်တော်ဒီနေရာမှာစာပြန်ရေးမယ်ကျွန်တော်တို့ခုနကပုံတောင်းတော့အတိုင်းပဲရေးလေရတယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီ AI နေပြန်ဆွဲပြီးတဲ့ပုံထဲမှာပါတဲ့ຢာတွေကိုပြည့်စုံထည့်ရေးပေးလေရတယ်ပေါ့နော်မြန်မာနိုင်ငံကအနွယ်ထားမင်းကြီးမြင်းစီးပြီးဒါထဲမှာဓာတ်ကင်ထားရပေါ့နော်နောက်ခံကဒီလိုမျိုးပေါ့နော်ဒီ process လေးတစ်ခုတောင်းလိုက်မယ်ဒီပုံထဲမှာပါတဲ့အတိုင်းပဲမြန်မာနိုင်ငံအနော်ထားမင်းကြီးမြင်းစီးပြီးလက်ထဲမှာဓာတ်ကင်ထားတယ်နောက်ခံပကံနောက်ခံတယ်ပေါ့နော်အဲ့ဒါကိုအင်္ဂလိပ်လို pro ပြည့်စုံလေးရေးပေးပါဆိုပြီးတော့ကျွန်တော်တို့ ChatGPT ကိုစာလေးပို့လိုက်မယ်ပို့လိုက်ရင်သူကနေအင်္ဂလိပ်လိုမျိုးစာပိုက်ကလေးတစ်ခုပြန်ပြီးတော့ချပေးလိမ့်မယ်ပေါ့နော်ကျွန်တော်တို့သူရေးပြီးရဲ့ဒီခဏလေးစောင့်ပေးလိုက်ပေါ့နော်ဒီမှာဒါဆိုရင်ပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီစာပိုက်ကလေးပေါ့နော်ဒီနေရာကနေပြီးတော့ကျွန်တော်မြင်းလေးဝိုင်းပြပေးမယ်ဒီ pro ဆိုတဲ့စာလေးပေါ့နော်အဲ့ဟာလေးဒီအတွင်းလေးတွေကိုကျွန်တော် copy back ယူပေးရမှာပေါ့နော် copy back ယူပြီးတော့အဲ့နေရာလေးကြာကြာလေးဖိထားလိုက်ဖိပြီးရင်ကျွန်တော်မှာ select tab ဆိုတာလေးကိုတစ်ချက်နှိပ်ပေါ့နော်
နှိပ်ပြီးရင်ဒီနေရာမှာ select all ယူလဲရတယ်ဒါမှမဟုတ်ကိုလိုချင်တဲ့စာလေးပဲယူလဲရတယ်ပေါ့နော်ဒီ A ကနေစပြီးတော့ကျွန်တော်ယူလိုက်မယ်ယူပြီးတော့ဒီထိပေါ့နော်ဒီကောင်လေးကိုကျွန်တော် copy ယူလိုက်မယ်ပေါ့နော်ကြာလေးဖိထားလိုက်ရတယ်ပြီးရင် copy ယူလိုက်ပါယူပြီးဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့ video fan တီးဖို့အတွက်ဒီခုန download ဆွဲထား AN ဆော်လေးတွေတစ်ချက်ဝင်ကျွန်တော်တို့ကခုနအကောက်ဝင်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ image to video ဆိုတဲ့ဒီအရှိဆုံးကဒီဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့နော်အဲ့လေးကိုတစ်ချက်နှိပ်ပေးလိုက်နှိပ်ပေးပြီးဆိုရင်ကျွန်တော်ဒီအပေါ်မှာပုံရွေးလို့ရတဲ့နေရာလေးရှိရပေါ့နော်အဲ့ဒီနေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ရင်ကျွန်တော်တို့ဒီနေရာမှာEvan နဲ့ကင်မရာဆိုပြီးပေါ်လာလိမ့်မယ်ဒီအရှိက Evan ဆိုတာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်ပြီဆိုရင်တော့ကျွန်တော်ဖုန်းထဲမှာရှိတဲ့ပုံတွေပေါ်လာလိမ့်မယ်အဲ့ဒီထဲမှာကျွန်တော်ခုနကတော့ ChatGPT ဆွဲပေးထားတဲ့ကျွန်တော်တို့လိုချင်တဲ့ပုံလေးကိုတစ်ချက်ရွေးပေးလိုက်ပါရွေးပြီးရင်ခဏလေးစောင့်ပေးလိုက်ပါနော်ဒါဆိုရင်ဒီအပေါ်မှာပုံလေးရသူ့ဘာသူအော်တိုရွေးသွားပါလိမ့်မယ်ဒီအပေါ်မှာပုံလေးရွေးသွားလိမ့်မယ်ပေါ့နော်ပြီးဆိုရင်ကျွန်တော်တို့ဒီအောက်မှာစာရေးပေးရမယ်ပေါ့နော်ကျွန်တော်ဒီအောက်မှာစာရေးပေးရမယ်စာရေးဖို့အတွက်အဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါတစ်ချက်နှိပ်ပြီးဆိုရင်ကျွန်တော်ခုနက ChatGPT ကိုရေးခိုင်းတဲ့ဒီ process လေးထည့်ပေးရမှာပေါ့နော်အဲ့ကြောင့်ကြာလေးဖိပေးထားဖိပြီးတော့ pass ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ဒါဆိုရင်ရပါပြီပြီးဆိုရင်ကျွန်တော်တို့က video စပြီး fan တီးတော့မယ် fan တီးဖို့အတွက်ဒီနေရာမှာဒီ25ဆိုတဲ့ဟာလေးပေါ့နော်သူ့ရဲ့ coin မျိုးစားလေးနဲ့25ဆိုတာလေးကိုနှိပ်လိုက်ကျွန်တော်ခုနကပြောသလိုပဲသူကဒီ video တစ်ခု fan တီးမယ်ဆိုရင်25 coin လေးလိုအပ်တယ်ပေါ့နော်ကျွန်တော်တို့ကဒီ Gmail နဲ့အကောက်ဖွင့်လိုက်တာနဲ့ coin 900 free ရပါတယ်ဒီ25ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပြီး creating ဆိုပြီးသူ့ဘာသူစပြီးတော့ fan တီးနေလိမ့်မယ်ဒီနေရာမှာ percent နဲ့လေးပြပေးတယ်အဲ့ percent နဲ့လေးကဒီမှာ0ကနေပြီးတော့ 100% ဒီပြည့်သွားရင်ဒါကျွန်တော်တို့ဒီ video fan တီးတာ AI သုံးပြီး video fan တီးတာပြီးသွားပြီပေါ့နော်ကျွန်တော်တို့ခဏတော့စောင့်ပေးရတယ်3မိနစ်ကနေပြီးတော့5မိနစ်ဝန်းကျင်လောက်ထိကြာတတ်တယ်သူကကျွန်တော်တို့က free version သုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်တခါလေကျရင်ဒီနေရာမှာ 0% မတက်ဘူးဆိုရင်ဒီအပေါ်ကလေးကိုဒီလိုလေးပို့ဆိုရင် reflect လုပ်ပြီးလေရတယ်ဒါမှမဟုတ်ကျွန်တော်တို့ VPN ခံပြီးတော့ပြန်စမ်းကြည့်မျိုးလဲလုပ်တင်တယ်ပေါ့နော်ကျွန်တော်အချိန်တော့အနေငယ်စောင့်ပေးရတယ် free version သုံးတာဆိုဖြစ်တဲ့အတွက်ကျွန်တော်3မိနစ်ကနေ5မိနစ်ဝန်းကျင်လောက်ပေါ့နော်အဲ့လောက်စောင့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီလိုမျိုး 100% ပြည့်ပြီးတော့ဒီလိုဗီဒီယိုလေးထွက်လာပြီပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကို save ဖို့အတွက်ဗီဒီယိုလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ရင်မှမိတ်ဆွေမြင်တဲ့အတိုင်းပဲ AI နဲ့ Fan TV ရဲ့ကျွန်တော်ဗီဒီယိုလေးကိုတွေ့ရမှာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ကကိုယ့်ရဲ့ဖုန်းထဲမှာ save ထားခြင်းနဲ့ဆိုရင်တော့ဒီ download ဆိုတာလေးကိုတစ်ချက်နှိပ်ပြရမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးပြီဆိုရင်ဒီမှာ with watermark နဲ့ watermark မပါတာနဲ့ရှိရပေါ့နော် watermark မပါတဲ့ဟာဆိုတာသူ့ရဲ့ဒီအောက် down အောက်ခြေက logo ကြီးပေါ့နော် software logo ကြီးမပါတဲ့ဟာကိုပြောပါအဲ့လို software logo ကြီးမပါခြင်းဆိုရင်တော့ကျွန်တော်တို့ကဒီ premium version ပေါ့နော် VIP ဝယ်သုံးမှရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီ watermark နဲ့ပဲ save လို့ရပါတယ်ကိုယ့် watermark ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးလိုက်ပါခင်ဗျdownload successful လို့ပေါ်သွားပြီဆိုရင်ရပါပြီဒီဗီဒီယိုလေးကိုဒါကျွန်တော်တို့ရဲ့ phone file manager တွေရဖြစ်ဖြစ်gallery တွေရပဲဖြစ်ထိုက်တဲ့နေရာနေသွားပြီးတော့ကြည့်လို့ရပြီပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခုပြပေးခဲ့နီလန်လေးကတော့ကျွန်တော် AI ကိုသုံးပြီးတော့ပုံလေးတွေဗီဒီယိုလေးဖန်တီးလို့ရမယ်နီလန်လေးပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်တူချင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ